လည်းကြည့်ဝမ်းသာခဲ့ပြီးသွားပြီ ဟုတ်ကဲ့လက်ရှိတော့ပွင့်စင်ဆိုပြောမှဆိုအေးမဝဘူးညဟိုမနေ့9နာရီအထိလုံးဝအောင်ပွဲခံနေရဟိုလုံးဝမထင်မှတ်ထားတဲ့ခံစားချက်တွေကိုပြန်ပြီးတော့ကောင်းတဲ့ဖို့ပါပေါ့ဆိုတော့22နှစ်ကြာပြီးမှဖလားရတော့အရန်ကိုဝမ်းသာပါတယ်ငယ်ငယ်ကတည်းကကျွန်တော်အဖေကကျွန်တော်ကိုဒီတင်းကိုဘယ်လောက်ချစ်တယ်လဲဆိုတာချပြတဲ့အချိန်မှာလည်းကျွန်တော်ပါချစ်သွားတယ်သူတို့ကစားသမားတွေနဲ့ဟိုလည်းအရင်ကနှစ်သက်သွားတယ်ကစားသမားတွေထက်ဆိုင်လည်းအာဆယ်ဝင်းဂါတို့ဘာလို့ခစ်တုံးကဖာဘီဂက်ဆိုဟန်နရီတို့ခစ်တုံးကကျွန်တော်ကငယ်ငယ်ကတည်းကကြည့်ရဆိုတော့နှစ်ကြာကြီးပဲဖလားမရဘဲနဲ့တော်တော်လေးတော့ခံစားရတာပေါ့ဟိုတခြား fan group တွေလည်းကျွန်တော်တို့လည်းဝိုင်းပြောကြတယ်ဒါတော့ကျွန်တော်တို့ Arsenal fan ထုံးစံပေါ့ဒါပေမဲ့ဒီနေ့တော့အမတ်တရားတွေတစ်ခုဖြစ်တယ် Arsenal fan လည်းစူးစူးချာချာလေးဂိုယူဖို့ကောင်းတယ်ဝမ်းသာတင်တယ်ဖလားရသွားပြီဆိုတော့ဒီကျွန်တော်တို့ပြန်ပြောနေတဲ့ဟာတွေတော့ဂိုယူစွာနဲ့ယုံကြည်စွာနဲ့ပြန်ပြောလို့ရပြီပါကဲကျွန်တော်တို့ Arsenal ကချန်ပီယံပါကဲဒီတိုက်လို့ရပြီကိုလေလေးတိုက်လို့ရပြီ ဒီတိုက်ဆရာမလို့ပါဘူးကျွန်တော်တို့အောင်ပွဲခံရတဲ့ဟိုလေးတိုက်နေတာပါအဲဆိုစုကိုရချင်တာကိုကြာနေပြီကျွန်တော်တို့လည်းရတင်တယ်ဒီကစားသမားတွေလည်းဘယ်တော့ဒီစူးစမ်းခဲ့တယ်လဲဆိုရတယ်မြင်ရတယ်ကျွန်တော်တို့လည်းဒီ Arsenal fan ကိုဘယ်တော့ဒီကိုချစ်ပြတယ်လဲချစ်နိုင်တယ်လဲဆိုရတယ်ဒီမှာပေါ်ပြသွားတာပေါ့အဲ့ဒါအတွက်လည်းဟိုဒီဗီဒီယိုတွေကိုမနေ့9နာရီထိကြည့်တိုင်းဝမ်းသာပြီးဖြစ်ပြီးတော့ဟိုယောက်ျားတစ်ယောက်အောင်မှနေ့ကြနိုင်ရင်ထိအောင်ဝမ်းသာတာပေါ့နေ့ကြတဲ့ထိအောင်ဝမ်းသာတယ်နေထားပေါ့နေ့မကြပါဝဲတာပေါ့ဝဲတာပေါ့ကဲနေ့ဝဲတဲ့ထိဝမ်းသာခဲ့ပြီးသွားပြီဟုတ်ကဲ့